ဘေးကင်းမှုရန်ကင်းမှုအန္တရာယ်ကင်းမှုအသက်ရှိဖို့ဒီနေ့ကစပြီးတော့အိယာဝင်တော့မယ်ဆိုရင်ရှေးဝေးအချိန်မပေးနိုင်ရင်နမောတသကိုပြီးသသုံးကောက်ရွတ်ပြီးတော့ရှစ်ခိုးအိပ်ပါနတ်တွေကစောင့်ရှောက်ပါလိမ့်မယ်နော်သူတို့ကလည်းအမတန်ကြည်ညိုတာဒီနမောတသနဲ့ရှစ်ခိုးတာနော်ဂုဏ်တော်ကြီး3ပါးပါတယ်အရဟံဂုဏ်ကစခြင်းရဲ့အရဟတောအရဟံဂုဏ်ရှင်ဖြစ်တော်မူထသောဘဂဝတောကစခြင်းရဲ့လေဘဂဝတောဘဂဝါဂုဏ်ရှင်ဖြစ်တော်မူထသောသမ္မာသမ္ဗုဒ္ဓသာသမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဖြစ်တော်မူထသောတသဘဂဝတောထိုမြတ်စွာဘုရားအားနမောယောသိမြတ်နိုးလက်စုံမူ၍ရှိခိုးကြတော့ပါ၏အရှင်ဘုရား